သူကကျွန်တော်အဖိုးပါသူ့နာမည်ကဦးချိုတဲ့ကျွန်တော်အဖိုးကအရင်လိုမျိုးမဟုတ်တော့ဘူးအဖိုးနဲ့နေရတာအရင်လိုပြောစရာမကောင်းတော့မနှွေးထွေးတော့အဆိုးဆုံးကတော့ကျွန်တော်ကောင်းကောင်းအိပ်လို့မရဘူးကျွန်တော်နေထိုင်တဲ့နေမြို့လေးဟာရှမ်းတောင်လမ်းနဲ့ဝန်းရံထားတယ်အေးချမ်းပြီးနေချင်းစပွဲကောင်းလာတယ်ပေါ့ဗျာကျွန်တော်ကမပြည့်စုံတဲ့မိသားစုကနေကြီးပြင်းလာတဲ့သူတစ်ယောက်ကျွန်တော်တိတက်ခါစရွယ်ကလေးကမိဘနှစ်ပါးဟာရှေးစင်းနောက်စင်ပဲဆုံးပါသွားခဲ့ကြတယ်တကောင်ကျွတ်ဆိုပေမဲ့ကျွန်တော်ဘဝအရင်လဲဆိုရမနေပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ကိုအရန်ချစ်အရန်ကျူးဆိုင်တဲ့အဖိုးရှိနေလို့ပါပဲကျွန်တော်ရဲ့ဘဝဟာလည်းတခြားတာမန်လူတွေလိုပါပဲကျောင်းတက်တယ်ကျောင်းထွက်တယ်အလုပ်လုပ်တယ်ပေါ့မြို့ပေါ်မှာအလုပ်လုပ်တာနှစ်နှစ်နီးပါးလောက်ရှိမယ်ဒါပေမဲ့လွန်ခဲ့တဲ့တစ်ပတ်လောက်ကမှအလုပ်ထွက်လိုက်တာအကြောင်းကတော့အဖိုးရဲ့တရင်ကြောင့်ပေါ့အဖိုးကနေတိုင်းမနဲ့မိုးလင်းပြီဆိုတာနဲ့စိုက်ခင်းစီကိုအမြဲတမ်းသွားလေရှိအဲ့နေ့ကကန်ဆိုးတဲ့နေ့တနေ့ဗျအဲ့ဒီစိုက်ခင်းစီသွားတဲ့လမ်းမှာတစ်ပင်ကြီးတစ်ပင်ရှိရအဲ့အပင်ရဲ့အောက်မှာပဲကျွန်တော်အဖိုးကပိုးထိတယ်ဆိုပြီးတရိပ်မိတ်မျောနေတယ်အဖိုးကိုလူတွေတွေ့တော့အသက်မရှင်နိုင်တော့ဘူးလို့အများထင်ကြေးပေးခဲ့ကြတယ်အဖိုးကိုလူတွေကစီရက်တစ်ခုစီခေါ်သွားပြီးဝိုင်းပြုစုပေးခဲ့ကြအဲ့ဒီချိန်မှာပဲတမိန်ပိုင်ရှင်ဖြစ်တဲ့ရွာထဲကဦးလေးတယောက်ကရောက်လို့လာပါလေရောအဖိုးကိုမြို့ပေါ်ဈေးုံစီအမြန်ပို့ပေးဖို့ပေါ့သုံးမိန်ဆိုင်ကလေးဇရက်ရှိတို့ရက်လက်ရရုံရှိသေးတယ်မထင်မှတ်ထားတာတွေဖြစ်ပြီးအားလုံးကအံ့ဩမြင်တက်ခဲ့ရတယ်ဒေမင်းလက်ထဲကနေလွတ်တိုင်ပါမလားလို့အားလုံးကဝိုင်းစိတ်ပူနေကြတယ်ကျွန်တော်အဖိုးတရားဇရက်အလဲမှာဘာမှမဖြစ်သူတို့ပဲထထိုင်လို့နေတယ်အဖိုးဟာအခုတည်းထိကြမ်းကြမ်းမာရှိနေတော့မှာပဲဒေချာတော့ဗောအဲ့နေ့မှလည်းလူတွေကအဖိုးကိုဈေးခန်းတော့ပြကြည့်ဖို့ဝိုင်းတိုင်သွင်းခဲ့ကြတယ်ဒါပေမဲ့အဖိုးကတော့ခေါင်းမာရီတူပြီးပြီလုံးဝမသွားခဲ့ဘူးအစပိုင်းမှာတော့ပုံမှန်ပါပဲဒါပေမဲ့တဖြည်းဖြည်းအဖိုးရဲ့ပုံစံတွေကပြောင်းလဲလာတယ်အဖိုးကအရင်လိုမျိုးမဟုတ်တော့နေကင်းဘက်လို့ဆိုတနေကုန်အိတ်နေတတ်ပြီးညဘက်လို့ဆိုရင်မအိတ်ဘူးစကားတွေလည်းအရင်လိုမျိုးမပြောတော့ကျွန်တော်တို့ပြောနေတာတွေလည်းနားလေသဘောပေါက်တဲ့ပုံပေါ်တော့မိုးမမှန်နဲ့လောက်ရမျိုးရဲ့လောက်လာညတစ်ခေါင်ချိန်ကျွန်တော်နိုးလာပြီဆိုရင်အဖိုးကအကြောင်းရင်းမရှိပဲကျွန်တော်ကိုစိုက်ကြည့်နေတတ်တယ်ရွာတဲ့လူတွေလည်းအမျိုးမျိုးပြောလာကြတယ်ထင်ကြီးအမျိုးမျိုးပြီးကြတယ်ပြဿနာဒီလောက်တင်ပဲလားဆိုတော့မဟုတ်ဘူးဗျရွာထဲကကြက်တွေအသေးအပြောက်တွေများလာတယ်ကြက်အလောင်းတွေမှာရဲဆက်ဆက်ဦးတွေကလီစာတွေအရှင်လက်လက်ဖောက်ထုတ်ခံရတယ်လို့မျိုးပုံစံပေါက်လို့နေတယ်ဒေရှာတာပေါ့ရွာသူရွာသားတွေရဲ့အကြည့်တွေကကျွန်တော်တို့မြေအဖိုးစီကိုပဲကြားရောက်လာခဲ့တာပေါ့အတင်းနဲ့ပြောကြတယ်ကောလာဟာလာတွေမျိုးစုံထွက်လာရှောင်းဖဲလှုပ်လာတကယ်ဇလန်အခုမှစမှာဗျညနေခင်းတစ်ခုမှပေါ့ဗျာကျွန်တော်အိမ်ပြန်လာတဲ့လမ်းမှာလူတစ်ယောက်နဲ့နားဆုံတယ်သူ့ရဲ့ပုံစံကဘိုးတော်လိုပါလို့နှကမ်းမွေးတဲ့နဲ့ဒီလဓမ္မထိပြည့်စုံနေတဲ့လူလိုမျိုးပေါ့ဗျာသူကကျွန်တော်လမ်းခေါ်တယ်
ပြီးတော့သူ့ရဲ့ဩဇာအာဏာညောင်းလာတဲ့အတန်နဲ့ကျွန်တော်ပြောတယ်မောင်ရင်အရာအားလုံးဒီတက်ပေါ်နောက်မကြသေးခင်သူ့စီကိုလာခဲ့ပါတဲ့တောင်ဘက်ချမ်းရွာဝင်နာဇရက်မှာသူရှိနေမယ်လို့သူကကျွန်တော်ပြောပါတော့တယ်ကျွန်တော်ကဒီလိုတဘောကလွန်အကြောင်းတွေကိုယုံနေတယ်မဟုတ်ပေမဲ့အခုကိစ္စမှာကျွန်တော်တွေးရတော့မယ်အရင်ပြန်လမ်းမှာကျွန်တော်ရဲ့ခြေလမ်းတိုင်းတွေကတဖြည်းဖြည်းပိုပြီးလေးလံလာပြီကျွန်တော်ဘာဆက်လုပ်တင်လဲကျွန်တော်ခေါင်းထဲကအသွေးတွေကအပြင်းအထန်တိုက်ခိုက်နေကြပြီအိမ်ပြန်ရောက်ခဲ့ရင်လည်းငါဘာတွေထက်ကြုံရမလဲကျွန်တော်မသိဘူး